အားလုံးပဲမိသားစုဝင်တွေအားလုံးမင်္ဂလာပါလို့မကုန်းဆက်တာပါလိုက်ပါဒီနေ့ကျွန်တော်ပြောမယ့်အကြောင်းအရာတော့နော်သူများမေးရင်ပြောလို့တက်တီဗီသားလူတွေကတော့ပြဿနာမရှိပေမဲ့အခုမှပေါ့နော်အစ်စ်ကလေးတွေလည်းသိအောင်လို့ပေါ့နော်တခါတည်းပြောပြပေးမှာပေါ့အဲ့တော့ကဲသူများကမေးမယ်ပေါ့အုံနာနာမည်ဘယ်သူလဲဘယ်အုံနာလဲဆိုရင်နော်ဒီကိုယုံကအုံနာနာမည်ကဂျူလီယန်ပေါ့နော်ဂျူလီယန်ဖြစ်တယ်နော်အေဂျင့်အုံနာပေါ့နော်ဂျူလီယန်ဖြစ်တယ်အဲ့တော့ family ကတော့ဘာလဲဆိုရင် family ကတော့ဟာလား star လေး family ဖြစ်ပါလေဒါကြောင့်မလို့เนาะနာမည်ရဲ့ရှေ့မှာ SN ဆိုတဲ့အတူကောက်လေးကိုထည့်ပေးတာဖြစ်တယ်အဲ့တော့ကျေကတော့ရိုးရိုးကျေမဟုတ်ဘူးเนาะပြီးမှဟိုပါပေါ့လက်နေတဲ့ပုံစံမျိုးထည့်ထားတာเนาะဒါဘာကြောင့်ထဲရတာလဲဘာအတွက်လဲဆိုတော့သိအောင်လို့အဲ့ဒါကိုပြောပြတာနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ့်ရဲ့အကောက်ပေါ့ကိုယ့်ရဲ့အကောက်ကဘီကိုကောက်ပေါ့နော်ဘီကိုကောက်ကဘာလဲဆိုတော့ဘယ်နေရာမှာလဲဆိုလို့ရှိရင်ဥပမာတစ်ချက်ကျွန်တော်ဝင်ပြမယ်နော်ကျွန်တော်ကောက်တယ်ကျွန်တော်ဝင်ပြလိုက်မယ်ဟုတ်ပြီကျွန်တော်ကောက်ထဲမှာဆိုရင်ဘယ်နေရာလေးမှာလဲဆိုလို့ရှိရင်ကျွန်တော်တစ်ချက်ပြပေးပါမယ်ဒီမှာပေါ့နော်စိန်ပုံစံလေးနဲ့တွေ့လားစိန်ပုံစံလေးနဲ့ဒီကောင်လေးအဲ့ဒါကသူကအခုလက်ရှိမှာ level လောက်လဲ level 38ဟုတ်လားတစ်ချက်ထောက်ကြည့်လိုက်အောင်ခဏလေးနော်ဟုတ်တယ်နော် level 38နော် level 38ဖြစ်တယ်level 39ပြည့်ဖို့အတွက်ပေါ့နော်ဒီမှာလိုအပ်တယ်ဘယ်လောက်လိုအပ်လဲဆိုတာကိုဒီမှာကြည့်လို့ရတယ်နော်အဲ့ဒါကကိုယ့်အကောက်ရဲ့ဘီကိုကောက်ရဲ့ level ပေါ့နော်ဘီကိုကောက်ရဲ့ level တနည်းအားဖြင့်နောက်တစ်မျိုးပြောရလို့ရှိရင်တော့စိန် level လို့ပြောမယ်ဆိုရင်မမှားပါဘူးပေါ့အဲ့တော့ဒီဘီကိုကောက် level ဟာလားသူမဟုတ်စိန် level ဘာကြောင့်တက်ရဘာကြောင့်အဲ့ဒီ level တွေကနော်တက်သွားတာလေဆိုတာကကျွန်တော်တို့ diamond ဟာလားသူများကိုလက်ဆောင်ပေးခြင်းနဲ့သူများကိုလက်ဆောင်ပေးခြင်းတဲ့အခါမှာဒိုင်မွန်းတွေကျွန်တော်တို့ဝယ်တယ်ဒိုင်မွန်းတွေဝယ်ပြီးတော့သူများကိုလက်ဆောင်တွေချပေးမယ် PK ပြိုင်ပွဲမှာတော်လက်ကောင်စားတဲ့ဖြစ်ပေါ့နော်မာတီမှာတော်လက်ကောင်လက်ဆောင်တွေချပေးလိုက်တယ်အဲ့တော့လက်ဆောင်တွေချပေးလိုက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီတစ်စီးနှစ်စီးရနေပြီးတော့တဖြည်းဖြည်းများလာတာနဲ့အများအဲ့ဒီမှာကိုယ့်ရဲ့ဒီဘီကိုကောက် level စိန် level တက်သွားတာပေါ့နော်ဟုတ်ပြီနော်အဲ့တော့တချို့လူတွေဆိုလို့ရှိရင်စိန်ဝယ်ပြီးတော့မတုံးပေါ့နော်စိန်ဝယ်ပြီးမတုံးဘူးဆိုတော့ဒီမှာ level ကမတက်ဘူးပေါ့ level မတက်ဘူးเนาะ level မတက်ဘူးဒါကြောင့်အကောက်သေးတွေဖြစ်နေတာပေါ့အဲ့တော့ကိုကအကောက်ကြီးဖြစ်ချင်တယ်ဆိုရင်တော့အကောက်ကြီးသမားဖြစ်ချင်တယ်ဆိုရင်တော့ diamond ကိုဝယ်တုံးပေးရတယ်အဲ့တော့ diamond ကလည်းเนาะတို့တွေကဝယ်တုံးမှလည်းအဆင်ပြေမှာเนาะဝယ်တုံးပေးရတယ်ဒါမှလည်းကိုကသူများကိုချပေးလို့အဆင်ပြေမှာပေါ့เนาะသူများကလည်းကိုကိုချပေးလို့ကိုကလည်းသူများကိုချပေးမှာပေါ့ဒါကြောင့်မလို့ဟာလားသူ့အလှဲ့ကိုအလှဲ့ဆိုတာရှိသလိုကျွန်းကိုင်းပြီးကိုင်းကျွန်းပြီးစားစပ်ပြေပေါ့เนาะဒီလိုဆိုလို့စကားတွေရှိတယ်ဒါကစိတ် level နဲ့ပတ်သက်တာပေါ့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်နေရာမှာကြည့်ရမလဲဆိုတော့ကိုယ့်ရဲ့ဒီအကောက် profile နဲ့ဝင်လိုက်ပေါ့โอเค profile နဲ့ဝင်လိုက်လို့ရှိရင်ဒီနေရာလေးမှာလဲဆိုကျွန်တော်တစ်ချက်ထောက်ပြမယ်ဒီကောင်လေးအဲ့ဒါလေးဟုတ်ပြီနော်အဲ့ဒါဆိုရင် तू က MV တဲ့စက်ခွန်တဲ့ဟုတ်တယ်နော်ဟုတ်ပြီအဲ့ဒါကဘာလဲဆိုရင်ကျွန်တော်တို့ live လွှင့်တဲ့အခါမှာ live လွှင့်တာများလာတယ်ပေါ့နော် live လွှင့်တာတဖြည်းဖြည်းများလာတယ်ကြာကို live လွှင့်တဲ့အချိန်ကြီးကြာမြင့်လာတယ်ကိုအလုံးလောက်တာဟိုဖြစ်လာတယ်အဲ့တော့ကိုယ့်ရဲ့ live လွှင့်တဲ့ level နော်ကို live လွှင့်တဲ့ level တက်လာတာပေါ့နော် level ဘယ်လောက်ဆိုတာတက်လာတာအခုဆိုရင်ကျွန်တော်ကတော့ဒီမှာ level 16ပဲရှိသေးတယ်ဘာကြောင့်ဆိုတော့ကျွန်တော်က live လွှင့်တာနေတယ်ပေါ့နော်တစ်ခါတရံမှာကျွန်တော်ကလွှင့်တာပေါ့
နော်ဘာကြောင့်လိုက်လွှင့်တာနေတာလေအုံနာဖြစ်ပြောလို့လိုက်မလွှင့်တာလေဆိုတဲ့မေးခွန်းကိုတော့နောက်မှကျွန်တော်ထပ်ပြီးတော့နော်ပြောပြပေးမယ်ဖြေပြပေးမယ်ပေါ့နော်အဲ့တော့ဒီမှာ level ဆက်ခွန်ဟုတ်ပြီအဲ့ဒါလေးကိုကျွန်တော်တို့တစ်ချက်နှိပ်ကြည့်လိုက်မယ်โอเคဒါမျိုးလေးတက်လာမယ်နော်ဒါမျိုးလေးတက်လာမယ်ဒါမျိုးလေးတက်လာလို့ရှိရင်ဒီ live level ဆိုတာဒီသူများလက်ဆောင်ချပေးတာပဲသူများစိန်ချပေးတာပဲဖြစ်ဖြစ်ဒေါ်လာကောင်းနော်ဒေါ်လာကောင်းဒါမှမဟုတ်လို့ရှိရင်လည်းကိုတိုင်းခုနလိုပေါ့နော် diamond ဝယ်သုံးတယ်စိန်ဝယ်တယ်ဆိုတဲ့ခါမှာဒေါ်လာကောင်းဒါဆိုလို့ရှိရင်ဒီလိုမျိုး gift လေးတွေပေါ့နော်ဒီမျိုး gift လေးတွေရလာတယ်ဒီမျိုး gift လေးတွေရတယ် gift ဘယ်နှစ်ခုဆိုတာရလာမယ်နောက်ပြီးတော့ဒီမှာ bin test တွေ့လားbin test ဘလောက်ပြည့်မိရမယ်ပြီးလို့ရှိရင်အပေါ်က fan တက်နော် fan နော်ကိုယ့်ရဲ့ fan ဘလောက်ရရမယ်ပေါ့နော်သူကအဲ့လိုမျိုးအပေါ်ကတစ်ချက်ထောက်ပြလိုက်မယ်ဗျာဒါအပေါ်က fan နော်အောက်က bin test နော်ဒီအောက်ကတော့ကိုယ့်ရဲ့ဘယ်လိုပြောမလဲPK ပေါ့နော် PK ချိတ်ဆော့တဲ့ဟာပေါ့နော်ဒီအောက်က PK ချိတ်ဆော့တာလိုက်လွှင့်တာပေါ့ဗျာထားပါတော့အဲ့ဒီ3ခုကသူပြထားတဲ့အဲ့ဒီ3ခုဒီအတန်းလေးပြည့်သွားပြီဆိုရင်နောက်ထပ် level အခုဆိုဆက်ခုံမလားနောက်ထပ် level 18ဆိုတာပြောင်းသွားမယ်ဒီကောင်လေးတွေလည်းဒီ gift လေးတွေလည်းပြည့်လာမယ်ပေါ့နော်အဲ့ဒါလေးပြည့်တဲ့အတွက်ကိုယ့်ရဲ့နော်လိုက်လွှင့်တဲ့ level ကတဖြည်းဖြည်းတက်လာမယ်ဒါကို live level လို့ခေါ်တယ်ခုန Bigo အကောင့်ရဲ့ level နဲ့မဆိုင်ဘူးเนาะမဆိုင်ဘူး okay ဒါက live level ကဲ live level ပြီးတော့နောက်တစ်ခါကျွန်တော်ဗာပြောမလဲဆိုလို့ရှိရင်family level ပေါ့เนาะကိုယ့်ရဲ့ family level ဟုတ်ပြီကိုယ့်ရဲ့ family level ကဘယ်လောက်ရှိလဲသူများမေးရင်ပြောတတ်အောင်เนาะပြီးလို့ရှိရင်ကိုတိုင်းလည်းကြည့်တတ်အောင်เนาะအဲ့ဒါကြောင့်အမှန်ကတော့ဒါတွေကအုံနာကမပြောပြပေမဲ့လည်းဘယ်လိုပြောမလဲဆိုတော့ကိုတိုင်းကစိတ်ပါဝင်စားမှုနဲ့နော်လေ့လာမှုဟုတ်လားလေ့လာမှုစိတ်ဝင်စားမှုဒါတွေနဲ့လည်းဆိုင်နေဗျာနော်ထားပါတော့အဲ့ဒါထားလိုက်ပါတော့ကဲဟုတ်ပြီဒါဆိုလို့ရှိရင် family level ကျတော့ဘယ်မှာကြည့်ရမလဲဒါဆိုရင်ကျွန်တော်ပြန်ထွက်လိုက်မယ်ဥပမာကဲကျွန်တော်ဒီ chat box ထဲဝင်လိုက်မယ်ကျွန်တော်တို့ရဲ့ဒီ group chat box လေးရှိတယ်ပေါ့နော် group chat box လေးရှိတယ် okay group chat box လေးရှိရဆိုရင်အခုဆိုလို့ရှိရင်ဒီမှာပေါ့နော်ဒီမှာစာရေးထားတယ်เนาะစာရေးထားတဲ့ဆိုရင် level အဲ့ဒီဟောတယောက်ရဲ့เนาะ family level ဆိုတာသူထွက်လာမယ်ဒါမှမဟုတ်ရင်လည်းဟို live လွှင့်ရင်းနဲ့ကိုယ့်ရဲ့ဒီ group chat box တွေကို share မယ်ပေါ့ဗျာ share မှာပဲဖြစ်စာရေးတာပဲဖြစ်စသဖြင့်ပေါ့နော်ဆိုလို့ရှိရင်ကိုယ့်ရဲ့ family level ကအဲ့ဒီမှာတွေ့ရလိမ့်မယ်အဲ့တော့ဘေးကောင်လေးလဲဆိုတာကိုပြောပြမယ်ကြည့်နေနော်ကျွန်တော်မြားလေးနဲ့ထောက်ပြမယ်ဒါလေးပါเนาะအဲ့ဒါလေးပါအဲ့ဒါဒီ family ရဲ့ level ဖြစ်ပါတယ်เนาะဒါဆိုရင်အခုလက်ရှိမှာကျွန်တော်ရဲ့ level ပေါ့เนาะကျွန်တော်ရဲ့ level ဒီlevel 6ပါเนาะ level 6ပါဟုတ်ပြီเนาะ level 6ပါဟုတ်ပြီဒါဆိုရင်ဇန်ကဲဇန်ရဲ့ level ကဘယ်လောက်လဲဇန်ရဲ့ level ဒီမှာကြည့်လိုက်ဒါဇန်ရဲ့ level က3ဟုတ်ပြီเนาะEE ရဲ့ level ကဒီမှာE ရဲ့ level က level 5เนาะE ရဲ့ level က level 5အဲ့လိုမျိုးတည်ရတယ်အဲ့ဒီဘေးလေးမှာသူက family level ပေါ်တယ်เนาะကို family ထဲမှာ level ဘယ်လောက်ရှိပြီလဲဆိုတော့တည်ရတယ်ပေါ့เนาะတည်ရတယ်ဟုတ်ပြီအဲ့တော့ loss ဘတူဟောက်ဆက်ထောက်ပြရဆိုနောက်တစ်ခုချစ်စုဆိုရင်ဒီမှာ level 3เนาะ level 3နောက်ပြီးတော့အလွမ်းပြောင်းအလွမ်းကဲကွာဒီလိုပဲပြကျွန်တော်ဒီထဲမှာပဲကျွန်တော်ဝင်ပြလိုက်တော့မယ်အလွမ်းဆိုရင်အလွမ်းပြအောင်
ဟောဒီမှာအလွမ်းနော်အလွမ်းရဲ့ level ဆိုရင်ဒီမှာအလွမ်းက level 8နော်အလွမ်း level 8စသဖြင့်ဒီမှာတွေ့လားအဲ့ဒါလေးတွေကအဲ့ဒါ family level လေးတွေပဲဖြစ်တယ်နော်ဒါလေးတွေက family level လေးတွေပေါ့နော်ဒါဆိုရင်တော့ family level ဆိုတာဘာလဲဘယ်ဟာကိုပြောတာလဲ light level ဆိုတာဘယ်ဟာကိုပြောတာလဲเนาะပြီးလို့ရှိရင်bigo cost level တို့မဟုတ် same level ဆိုတာဘယ်ဟာကိုပြောတာလဲဆိုတာကိုနားလဲပြီเนาะနားလဲပြီဟုတ်ပြီ family level ကတော့ဘယ်လိုဖြစ်လို့တက်တာလဲဆိုရင်ဥပမာပေါ့เนาะ light လွှင့်တဲ့ပုံမှာလဲမူတည်တာပေါ့ဗျာပြောချင်တာเนาะ light လွှင့်တဲ့ပုံမှာလဲမူတည်တယ်ခုနလိုမျိုးပေါ့เนาะခုနဟို light level နဲ့နည်းနည်းဆိုင်တယ်ပေါ့နော် light လွှင့်တဲ့ပုံမှာမူတည်တယ်နောက်လက်ဆောင်ရရှိတဲ့ပုံမှာမူတည်တယ် fan ရရှိမှုเนาะ fan ရရှိမှုအဲ့ဒါတွေပုံမှာလည်းမူတည်တယ်ပေါ့နော်အဲ့ဒီပုံမှာမူတည်ပြီးတော့ဒီ level လေးတွေကတက်လာတာပဲเนาะတက်လာတာပဲ okay အဲ့ဒါဆိုရင်နောက်တစ်ခုကြတော့ကျွန်တော်တို့မိသားစုအားလုံးနဲ့တက်ဆိုင်တယ်เนาะမိသားစုအားလုံးနဲ့တက်ဆိုင်တယ်အဲ့ဒါဘာလဲဆိုရင်ကျွန်တော်တို့ဒီ family ရဲ့ဘလို့ level အသားစိတ်ပေါ့เนาะ level အသားစိတ်ပေါ့အဲ့တော့ဘယ်ဟာကိုပြောတာလဲဆိုရင်ဒီကျေကြီးကတော့ဒါ family ရဲ့logo ပေါ့เนาะ Starry family ရဲ့ logo ဖြစ်ပါတယ်เนาะ Starry family ရဲ့ logo ဖြစ်ပါတယ်နောက်တစ်ခုကဒီမှာဒီကောင်လေးကောင်းလေးအဲ့ဒါကြတော့ဗာလဲဆိုရင်ခုနပြောတယ်မိသားစုအားလုံးနဲ့တက်ဆိုင်နေဆိုတော့အဲ့ဒါကိုပြောတာเนาะမိသားစုအားလုံးနဲ့တက်ဆိုင်နေဒါက family ကိုယ့်ရဲ့ဒီ family ရဲ့level အသားစိတ်ပေါ့เนาะ level အသားစိတ်စီ sliver 1เนาะ sliver 1ဖြစ်တယ်အဲ့တော့ဒီမှာတစ်ချက်ပြန်ထောက်ပြမယ်ဒီထဲကိုကျွန်တော်ဝင်ပြလိုက်မယ်ဟုတ်ပြီအခုဆိုရင်ဒီမှာကြည့်လိုက်เนาะ family ရဲ့เนาะ family ရဲ့ဟုတ်လားအားလုံးနဲ့သက်ဆိုင်တဲ့ level ဒီ sliver 1တစ်စိတ်ကတော့အမှကျဲလေးတစ်ပွင့်နဲ့เนาะကျဲလေးတစ်ပွင့်နဲ့ဒီတစ်စိတ်လေးပဲရရှိသေးတယ်သူကနောက်တဲ့ level เนาะ sliver 2ဖြစ်ဖို့အတွက်ကြောင့်ကျွန်တော်တို့ကဒီမှာသူပြောထားတဲ့ဒီမှာเนาะ point เนาะကို line နဲ့ target point ပေါ့เนาะ target point ကကျွန်တော်တို့မပြည့်မီတွေ့လားမပြည့်မီသေးဘူးเนาะမပြည့်မီသေးဘူးဖြစ်တယ်ဟုတ်တယ်နော်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ဒီ sliver 1ကဒီတိုင်းပဲပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ light လွှင့်ကျွန်တော်တို့တခြားလူတွေရှိကိုတွားလဲတာပဲဖြစ်နော်တွားလဲတာပဲ PK ပြိုင်ပွဲတွေတွားတဲ့အခါမျိုးမှာပဲဖြစ်ပေါ့နော်ကျွန်တော်တို့ရဲ့ဒီဘေး family ကလည်းအဲ့ဒီ family က level ဘယ်လောက်ဖြစ်နေပြီလဲဆိုတာသူများသိတယ်ဘယ်လိုသိနိုင်လဲဆိုရင်ဥမာပေါ့ကျွန်တော်တစ်ခုနမူနာတွားပြလိုက်မယ်ဥမာကိုကောင်းဟင်းစီတစ်ချက်ဝင်ပြလိုက်ဟုတ်အဲ့ဒီမှာကျွန်တော်ဒီအပေါ်လေးကိုကျွန်တော်ဖောက်ပြမယ်နော်ဘိုး family က level ဘယ်လောက်ရှိနေလဲဆိုတာအဲ့ဒီမှာသိရတယ်နော်နောက်တစ်ခုကကိုကောင်းဟင်းတို့ family ရဲ့ level ဆိုရင်ဘယ်လောက်ရှိနေလဲအဆက်ကြည့်ကျွန်တော်တို့ဒီလိုမျိုးတွေ့ရဘိုး family ကကျွန်တော်တို့လိုက်သူတို့ family ဆိုရင်ဒါကျွန်တော်တို့ထက် level မြင့်တာပေါ့နော် level တကယ် family ကြီးပဲပေါ့family ကြီးပဲပြောလို့ရမှာပေါ့နော်သိလားဟုတ်ပြီနော်သူတို့ရဲ့ point ကိုလည်းကြည့်လိုက်အောင်ဘာဖြစ်လို့လဲသူတို့ရဲ့အထဲမှာရှိတဲ့လူတွေကစူးစမ်းတာကိုစူးစမ်းတော့သူတို့ family ကအောင်မြင်တာပေါ့ family တိုးတက်တာပေါ့ဒါပါပဲနော်ဒါဆိုရင်တော့နားလေသဘောပေါက်မယ်လို့ထင်ပါတယ်နော်